နှစ်ကုန်ကန်ဆယ်ဖို့အတွက်အချိန်ကြာလို့လာပါပြီစင်မီတန်မှာအော်တိုဘာလ15ရက်နေ့ကနေနောက်နှစ်ဇန်နဝါရီ15ရက်နေ့အထိနှစ်ကုန်အထူးလက်ဆောင်ကန်ဆယ်မယ့်အစီအစဉ်ကျင်းပသွားမှာဖြစ်ပါတယ်အကြီးဆုံးအထူးဆွေရတော့ရွှေလက်ဆောင်ရရှိမှာဖြစ်ပါတယ်အရန်စုကတော့အိမ်သုံးမျက်စိဖြစ်တွေကိုကန်ဆယ်ရရှိမှာဖြစ်ပါတယ်ဒီကန်ဆယ်မယ့်အစီအစဉ်လေးမှာပါဝင်ခွင့်ရမယ့်သူတွေကတော့အော်တိုဘာလ15ရက်နေ့ကနေနောက်နှစ်ဇန်နဝါရီလ15ရက်ဒီ3လအတွင်းမှာပထမဆုံးစင်မီတန်မှာချင်းငွေလာလျှောက်တဲ့ client လေးတွေနဲ့စင်မီတန်ရဲ့မိတ်ဆွေဟောင်းတွေအထူးသဖြင့်ချင်းငွေကိုအချိန်မှပုံမှန်လေးပြန်ဆက်ပေးတဲ့စင်မီတန်မိတ်ဆွေဟောင်းတွေပါဝင်ခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီကန်ဆယ်မဲ့ကာလ3လကြီးလောက်เนาะပြီးတော့အထူးဆူရလဲအကြီးပဲဆိုတော့အားလုံးပဲဒီတွေပါရမယ်အရင်ကစိတ်လုံးချနေပြီပြန်ကောင်းကြပါစေလို့ဆုတောင်းပေးပါတယ် bye bye